work in လား work at လား work for လား work in ကိုတော့ကိုအလုပ်လုပ်တဲ့ဌာန department တွေကို general အနေနဲ့ပြောချင်တယ်ဆိုလို့ရှိရင်သုံးလို့ရပါတယ်ဥပမာကိုအလုပ်လုပ်တာက healthcare လား customer service လားဒီလိုမျိုး general area တွေ field တွေ industry တွေပြောချင်တယ်ဆိုလို့ရှိရင် work in ကိုသုံးပါတယ်ဥပမာ she works in customer service ဒီလိုမျိုးသုံးလို့ရပါတယ်နောက်တစ်ခုကတော့ at ပါ work at ကတော့ကိုအလုပ်လုပ်တဲ့ specific ဌာနပေါ့နော်လုံးဝကိုလို့တဲ့တိကျတဲ့နေရာ specific location တစ်ခုခုပြောချင်တယ်ဆိုလို့ရှိရင် work at ကိုသုံးပါတယ်ဥပမာshe works at a supermarket ဒီလိုမျိုးသုံးလို့ရပါတယ်ဒါကတိကျတဲ့နေရာပေါ့နော်နောက်ဆုံးတစ်ခုကတော့ for ပါ work for ကိုတော့ကိုအလုပ်လုပ်ပေးတဲ့ company တော်၎င်းလူပုဂ္ဂိုလ်တော်၎င်းသူ့ကိုပြောချင်တယ်ဆိုရင်တော့ work for ကိုသုံးပါတယ်ဥပမာ she works for a non-profit organization he works for KFC ဒီလိုမျိုးသုံးလို့ရပါတယ်အားလုံးတော့သုံးမယ်လို့မျှော်လင့်ပါတယ် see you in the next video bye bye